တရားရှိခုမြောက်သောဆာလံအိုဖျားခင်ကျွန်ုပ်နှလုံးသည်တည်ကြည်ပါ၏တခြင်းဆိုပါမည်ဝိညာဉ်ပါလျက်ချီးမွမ်းထောမနာပြုပါမည်တယောနှင့်စောင်းတို့နိုးကြလောငါလည်းစောစောနိုးမည်အိုထာဝရဘုရားပရိသတ်လျက်၌ကိုတော်ကိုချီးမွမ်းပါမည်လူမျိုးတို့တွင်ကိုတော်အားထောမနာတခြင်းဆိုပါမည်အကြောင်းမူကားကရုဏာတော်သည်ကောင်းကင်သို့၎င်းသစ္စာတော်သည်မိုးတိမ်သို့၎င်းမိပါ၏အိုဘုရားခင်ကောင်းမြင့်သည်ထဲကိုတော်ကြီးမြင့်တော်မူကောင်းကင်မြင့်သည်ထဲကိုတော်ကြီးမြင့်တော်မူစေတည်းမြေကြီးတစ်ပြင်လုံးကိုဘုန်းတော်လွှမ်းမိုးပါစေတည်းချစ်တော်မူသောသူတို့သည်ချမ်းသာရမည်အကြောင်းကျွန်ုပ်စကားကိုနားထောင်၍လက်ယုံတော်အပြင်ကဲ့တင်တော်မူပါတန်ရှင်းခြင်းပါရမီတော်ကိုတိုင်တည်၍ဘုရားသခင်သည်ဗျာဒိတ်ထားတော်မူသောကြောင့်ငါသည်ဝမ်းမြောက်မည်ရှေခင်မျိုးကိုပိုင်းခြားမည်သူကုတ်လေပင်ကိုတိုင်းထွာမည်ဂိလက်ပြည်ကိုငါပိုင်ရ၏မနာရှေပြည်ကိုလည်းငါပိုင်ရ၏အေဖရင်ပြည်ကငါဦးကောင်းဤအစွမ်းဖြစ်ရ၏ယူဒပြည်ကငါ၏လွတ်တော်ဖြစ်ရ၏မောဘပြည်ကငါရေချိုးဖြစ်ရ၏အေရုံပြည်ကငါချီနေရဖြစ်ရ၏ဖိလိပ္တိပြည်အပေါ်မှာအောင်တန်နှင့်ကြွေးကြော်မည်အာကြီးသောမြို့ထဲသို့ငါကိုအဘယ်သူတွင်ပေးမည်နည်းအေရုံပြည်သို့ငါကိုအဘယ်သူလမ်းပြမည်နီအိုဘုရားသခင်အကျွန်ုပ်တို့ကိုစွန့်ပစ်တော်မူသောကိုတော်သည်ပြုတော်မူမည်မဟုတ်လောအိုဘုရားသခင်အကျွန်ုပ်တို့ဘိုးချင်းနှင့်အတူကြွတော်မူသောကိုတော်သည်ပြုတော်မူမည်မဟုတ်လောဒုက္ခနှင့်ကင်းလွတ်စေခြင်းကမားစတော်မူပါလူတို့သည်ကယ်တင်ခြင်းကမတတ်နိုင်ကြပါဘုရားသခင်အားဖြင့်ငါတို့သည်ရဲရင်စွာပြုကြမည်ငါတို့၏ရန်သူများကိုကိုတော်တိုင်နင်းတော်မူမည်အာမင်တရားကိုမြောက်သောစာလံအကျွန်ုပ်ချီးမွမ်းသောဘုရားသခင်တိတ်ဆိတ်စွာနေတော်မမူပါနှင့်မတရားသောသူနှင့်တစ္ဆာပြတ်သောသူတို့သည်အကျွန်ုပ်တစ်ဖက်၌နှုတ်ကိုဖွင့်၍မူသာစကားကိုပြောဆိုကြပါ၏မနာလိုသောစိတ်နှင့်စကားပြောလျက်အကျွန်ုပ်ကိုဝိုင်း၍အကြောင်းမရှိဘဲစစ်တိုက်ကြပါ၏အကျွန်ုပ်၏မေတ္တာအတွက်သူတို့သည်ရံပယ်ပြုကြပါ၏အကျွန်ုပ်မူကားပတ္ထနာပြုလျက်နေပါ၏အကျွန်ုပ်ပြုသောကျေးဇူးအတွက်မကောင်းသောအဖြစ်ကို၎င်းအကျွန်ုပ်မေတ္တာအတွက်မုန်းခြင်းကို၎င်းဆက်ပေးကြပါ၏ထို့သောသူ၏အပေါ်မှာမတရားသောသူကိုခံထားတော်မူပါသူ၏လက်ရာနားမှရန်သူနေပါစေသူသည်တရားစီရင်ခြင်းကိုခံရတွင်ရှုံးပါစေသူပြုသောပတ္ထနာသည်ပြစ်မှားခြင်းဖြစ်ပါစေသူ၏အသက်တိုးပါစေသူ၏အရာကိုလည်းအခြားသူရပါစေသူ၏သားတို့သည်ဘာသာဆိုမရလဲမုတ်ဆိုးမှဖြစ်ပါစေသူ၏သားတို့သည်အရရက်လေ၍သူတောင်းစားဖြစ်ကြပါစေပျက်စီးသောမိမိတို့နေရာများမှထွက်၍အစာကိုရှာကြပါစေသူ၌ရှိသမျှကိုကြွေးရှင်သိမ်းယူပါစေသူလုပ်၍ရသောဥစ္စာကိုလည်းတပါးအမျိုးသားလူယူပါစေသူ၌ကျေးဇူးပြုသောသူ၏ဘာသာစုတို့ကိုကဲမတနာသောသူတယောက်မျှမရှိစေနှင့်သူ၏အနွယ်သည်ပြတ်ပါစေလူမျိုးစဉ်တက်၍တဆက်တည်းတွင်သူတို့၏နာမည်သည်ကြေပြောက်ပါစေသူဘိုးဘေးတို့၏ဒုစရိုက်ကိုထာဝရဘုရားသည်တတိယတော်မူပါစေသူအမိ၏အပြစ်သည်မပြေပါစေနှင့်ထိုဒုစရိုက်အပြစ်သည်ထာဝရဘုရားရှိမှအစဉ်အမြဲထင်ရှား၍မြေကြီးပေါ်မှာထိုသူတို့ကိုအောက်မေ့စရာအမှတ်များမရှိစေခြင်းကပယ်ရှင်းတော်မူပါစေအကြောင်းမူကားထိုသူသည်ကဲမတနာခြင်းကတတိမရှိဆင်းရဲငတ်မှု၍စိတ်ပြတ်သောသူကိုတည်စေသည့်တိုင်အောင်ညင်းစေပြီးသူသည်ကျိန်ဆဲခြင်းကိုနှစ်သက်သည်နှင့်အညီသူ့အပေါ်သို့ရောက်ပါစေကောင်းကြီးမင်္ဂလာကိုအလိုမရှိသည့်အတိုင်းသူနှင့်ဝေးပါစေအဝိတ်ကိုဝိတ်တကဲ့သို့ကျိန်ဆဲခြင်းကိုဝေးရပါစေရေကဲ့သို့သူ၏ဝမ်းထဲသို့၎င်းစီကဲ့သို့သူ၏အယိုးထဲသို့၎င်းဝင်ပါစေသူ၏ကိုခြုံသောအဝိတ်ကဲ့သို့၎င်းသူ၏ခါ၌အစဉ်စီးသောခါးစည်းကဲ့သို့၎င်းသူ၌ဖြစ်ပါစေငါ၏ဝိညာဉ်တစ်ဖက်၌မကောင်းသောစကားကိုပြောတတ်သောငါ၏ရန်သူတို့သည်ထိုသို့သောအကျိုးကိုထာဝရဘုရားထံခံရပါစေ။အိုဘုရားရှင်ထာဝရဘုရားနာမတော်အတွက်ကြောင့်အကျွန်ုပ်အမှုကိုစောင့်တော်မူပါကရုဏာတော်သည်ကောင်းသည်ဖြစ်၍အကျွန်ုပ်ကိုကယ်နှုတ်တော်မူပါအကျွန်ုပ်သည်ဆင်းရဲငတ်မွတ်ပါ၏အကျွန်ုပ်ထဲ၌နှလုံးနာလျက်ရှိပါ၏ရှေးလာသောအရေးကဲ့သို့အကျွန်ုပ်ရွေ့သွားပါ၏ကျိုင်းကောင်ကဲ့သို့လှုပ်ရှားလျက်ရှိပါ၏အစာမစားဘဲနေရသောကြောင့်ဒူးစစ်နှုတ်နှဲ၍အသားလည်းလျော့ပါ၏အကျွန်ုပ်သည်လည်းသူတစ်ပါးတို့ကဲ့ရဲ့စရာအကြောင်းဖြစ်၍
သူတို့သည်အကျွန်ုပ်ကိုမြင်သောအခါခေါင်းညိတ်ခြင်းကိုပြုကြပါ၏အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားအကျွန်ုပ်ကိုမဆတော်မူပါကရုဏာတော်ရှိသည့်အတိုင်းကယ်တင်တော်မူပါထိုအမှုသည်တကိုးတော်ကြောင့်ဖြစ်၍ထာဝရဘုရားဒီဟုသောကိုတော်စီရင်တော်မူသည်ဟုထိုသူတို့သည်သိကြပါစေသောထိုသူတို့သည်ကျိန်ဆဲတော်လေကိုတော်မူကားကောင်းကြီးပေးတော်မူပါသူတို့သည်ထသောအခါအဆက်ကွဲကြပါစေသောကိုတော်၏ဂျုံမူကားဝမ်းမြောက်ပါစေသောအကျွန်ုပ်၏ရန်သူတို့သည်ရှက်ကြောက်ခြင်းအဝိတ်ကိုဝေ၍စောင်းနှင့်ဂျုံတကဲ့သို့မျက်နှာပြက်ခြင်းနှင့်ကိုခြုံကြပါစေသောအကျွန်ုပ်သည်နှုံမွေ၍ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကိုအလွန်ချီးမွမ်းပါမည်များစွာသောသူတို့အလယ်မှာချီးမွမ်းပါမည်အကြောင်းမူကားဆင်းရဲသောသူ၏ဝိညာဉ်ကိုအပြစ်စီရင်သောသူတို့၏လက်မှကယ်တင်ခြင်းကသူ၏လက်ရာဘက်မှရက်၍နေတော်မူတတ်၏အာမင်130ခုမြောက်သောဇာလံထာဝရဘုရားကတင်းရန်သူတို့ကိုတင်းချေတင်ရာငါမချထားမိတိုင်အောင်ငါလက်ရာဘက်၌ထိုင်နေလောဟုငါ၏သခင်အားမိန်တော်မူ၏ထာဝရဘုရားသည်အရှင်၏အာနာတော်လှန်တံကိုဇီးအောင်မြို့မှလွတ်တော်မူမည်ကိုတော်သည်ရန်သူတို့၏အလယ်၌အုပ်စိုးတော်မူလိမ့်မည်တကူတော်ပြသောနေ့ရက်ကာလ၌ကိုတော်၏လူတို့သည်တန့်ရှင်းသောတစားကိုဆင်လျက်ကြည်ညိုသောစိတ်ရှိ၍လူပြိုတော်တို့သည်နတ်နဲ့ဝမ်းထဲကထွက်သောစီနှင်းကဲ့သို့ဖြစ်ကြပါလိမ့်မည်ထာဝရဘုရားကတင်းသည်မေလခိစေတဲ့ဤသူထာဝရယေဘရဟိတ်ဖြစ်သည်ဟုကျိန်ဆို၍နောက်တစ်ပန်းစိတ်ပြောင်းလဲခြင်းရှိတော်မမူလက်ရာတော်နားမှရှိသောဖယားရှင်သည်အမျက်တော်အချိန်ကာလ၌ရှင်ဘရင်တို့ကိုတန်ခတ်တော်မူမည်ငါ၏သခင်သည်တပါးအမျိုးသားတို့တွင်တရားစီရင်အသေးကောင်တို့ကိုအနှံ့အပြားဖြစ်စေ၍ကျေသောမြေ၌သူတို့ဦးခေါင်းကိုနှိပ်စက်တော်မူမည်လမ်းနားမှစီးသောရေကိုတောက်၍ခေါင်းတော်ကိုကြီးမြတ်တော်မူမည်အာမင်112ခုမြောက်သောဇာလံငါသည်ဖြောင့်မတ်သောသူတို့၏အစည်းအဝေး၌၎င်းပရိသတ်၌၎င်းထာဝရဘုရား၏ဂုဏ်တော်ကိုစိတ်နှလုံးအကျွမ်းမဲ့ချီးမွမ်းမည်ထာဝရဘုရား၏အမှုတော်တို့သည်ကြီးမြတ်ကြ၏ကြီးညိုသောသူတို့သည်ထိုအမှုတော်တို့ကိုရှာဖွေလိုက်စစ်တတ်ကြ၏စီရင်တော်မူသောအရာသည်ဘုန်းအသီးနှင့်ပြည့်စုံ၍ဖြောင့်မတ်တော်မူခြင်းတရားလည်းအစဉ်အမြဲတည်အံ့ဘွယ်သောအမှုတော်တို့ကိုအောက်မေ့ဖို့ရာစီရင်တော်မူပြီးထာဝရဘုရားသည်ကျေးဇူးပြုတတ်သောသဘောတနာဆောင်မဲ့တတ်သောသဘောနှင့်ပြည့်စုံတော်မူ၏ကြောက်ရွံ့ယူတည်သောသူတို့ကိုကြွေးမွေးတော်မူမည်ပရိညင်တရားတော်ကိုအစဉ်အောက်မေ့တော်မူ၏အမှုတော်တို့၌ရှိသောတကူကိုမိမိလူတို့အားပြ၍တပါးမျိုးသားတို့၏အမွေကိုပေးတော်မူ၏လက်တော်နှင့်ပြုသောအမှုတို့သည်သစ္စာနှင့်၎င်းတရားနှင့်၎င်းရှင်ကြ၏ပြည့်ညတ်တော်အလုံးစုံတို့သည်ဖောက်ပြန်ခြင်းသဘောနှင့်ကင်းလွတ်ကြ၏သစ္စာဆောင်ခြင်းဖြောင့်မတ်ခြင်းနှင့်ရှင်သောကြောင့်အစဉ်မြဲတည်ကြ၏မိမိလူတို့၌ရွေးတော်မူခြင်းကျေးဇူးကိုပြုတော်မူ၏ပရိညင်တရားတော်ကိုအစဉ်မြဲထားတော်မူ၏နာမတော်သည်တန်ရှိကြောက်ရွံ့ယူသည်ပဲဖြစ်၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်ပြည့်ညတ်တော်တို့ကိုစောင့်ရှောက်သမျှသောသူတို့သည်ကောင်းသောဉာဏ်ရှိကြ၏ဂုဏ်အသရေတော်သည်အစဉ်အမြဲတည်တည်းအာမင်112ခုမြောက်သောဇာလံထာဝရဘုရားကိုကြောက်ရွံ့၍ပြည့်ညတ်တော်တို့၌အလုံးမွေ့လျော်သောသူသည်မင်္ဂလာရှိထိုသူ၏သားမြေတို့သည်မြေပေါ်မှအားကြီးကြလိမ့်မည်ဖြောင့်မတ်သောသူတို့၏အမျိုးအနွယ်သည်မင်္ဂလာရှိတတ်၏ထိုသူ၏အိမ်၌စီးစိမ်ဥစ္စာကျွဲဝ၍သူ၏ကောင်းကျိုးသည်အစဉ်အမြဲတည်တတ်၏သဘောဖြောင့်သောသူတို့အဖို့မှောင်မိုက်ထဲမှအလင်းပေါ်ထွန်းတတ်၏ထို့သောသူသည်ကျေးဇူးပြုတတ်သောသဘောနှင့်တနာဆောင်မဲ့တတ်သောသဘောရှိ၍တရားသဖြင့်ပြုတတ်၏ကရုဏာစိတ်ရှိ၍ချင်းကားတတ်သောသူသည်ကောင်းစားတတ်၏တရားဆုံးဖြတ်ရာကာလ၌အောင်ခြင်းသို့ရောက်လိမ့်မည်အကယ်စင်စစ်လှုပ်ရှားခြင်းနှင့်အစဉ်ကင်းလွတ်လိမ့်မည်ဖြောင့်မတ်သောသူသည်အစဉ်အမြဲအောက်မေ့ဖို့ရာဖြစ်လိမ့်မည်မကောင်းသောသတင်းကိုမကြောက်ရစိတ်နှလုံးသည်ထာဝရဘုရားကိုကိုးစားသဖြင့်တည်ကြည်တတ်၏သူ၏စိတ်နှလုံးသည်မြဲမြံသည်ဖြစ်၍ရန်သူတို့၌အားမရမီတိုင်အောင်ကြောက်ခြင်းနှင့်လွတ်လိမ့်မည်သူသည်စွန့်ကြဲပြီးဆင်းရဲသောသူတို့အားပေးကမ်းမည်သူ၏ဖြောင့်မတ်ခြင်းသည်အစဉ်အမြဲတည်တတ်၏သူ၏ဥချိုသည်ဂုဏ်အသီးနှင့်ချီးမြှင့်ခြင်းရှိလိမ့်မည်မတရားသောသူတို့သည်မြင်၍နာကျင်သောစိတ်ရှိကြလိမ့်မည်အံသွားခဲကျိတ်၍ပိန်ကြုံကြလိမ့်မည်မတရားသောသူတို့၏အလိုသည်ပျက်စီးရလိမ့်မည်အာမင်